atta hi atano nato Mimi didale mimi ye koweya athaya lo Di sanga pyoro soraka tekkaung tele me da phyin phaya ko ba lo kowe le Mimi didale mimi ye koweya so phaya kowe de apai nga tapai Mimi didale mimi ye koweya so de apai nga tapaiနှစ်ပိုင်းခွဲခြားပြီးတော့မှတ်ရဖះကိုကိုးဝယ်တယ်ဆိုတာဖះစီကအဆုံးအမလမ်းညွှန်မှုရဖို့အတွက်ကိုးဝယ်တယ်ဒီတဲ့မပူအဆုံးမဩဝါဒရပြီးတော့ကိုယ်ဝကိုထိန်းကြောင်းရမှာကိုယ်အလုပ်ပဲဖြစ်တယ်စဉ်းစားကြည့်လေလူတော်များများဟာမိသားစုဘဝမှာနေကြတာဖြစ်တယ်ကိုယ်သားသမီးကိုပညာတတ်ကြီးဖြစ်အောင်ပစံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးတနာအသုံးချပြီးလှုပ်ပေးနိုင်သလားဆိုတော့စဉ်းစားအလေးနဲ့ထားစဉ်းစားကြည့်ပညာဓာတ်ဖြစ်ဖို့ကိုလှုပ်ပေးနိုင်တာအတိုင်းတာတစ်ခုဘာလှုပ်ပေးနိုင်တော့ဆိုရင်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်ပေးမယ်လွတ်တဲ့ငွေကြေးတနာစာဥစ္စာရန်ထောက်ပံ့ပေးမယ်ဒါပဲနော်ကိုယ့်ရဲ့သားသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကသူကိုယ်တိုင်လုံလဝီရိယထုတ်ပြီးမကြိုးစားဘူးဆိုပညာတတ်ဖြစ်ပါမလားအဲ့တော့အပိုင်းနှစ်ပိုင်းရှိတယ်မိဘကိုအကိုရတဲ့အပိုင်းကမပြည့်စုံနေတာတွေပြည့်စုံအောင်ကြောင်းကောင်းကောင်းမနေနိုင်သေးနေနိုင်အောင်ဒါမိဘအပိုင်းကြောင်းကောင်းကောင်းရပြီဆိုတဲ့အခါမှာကြိုးစားမှုကကိုယ်အပိုင်းဒီလိုဆိုလို့ရပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာလေအဲ့လိုပဲအပိုင်းနှစ်ပိုင်းဖះကိုးကွယ်တာဘာအတွက်ကိုးကွယ်တာတော့ဆိုလို့ရှိရင်အဆုံးမဩဝါဒလမ်းညွှန်မှုကိုရဖို့ရကိုးကွယ်တာမြတ်စွာဘုရားကလမ်းညွှန်တယ်ဘာတွေလမ်းညွှန်တာတော့မလုံသင့်တာနဲ့လုံသင့်တာဒီနှမျိုးကိုလမ်းညွှန်မှာဖြစ်တယ်မလုံသင့်တာကိုရှောင်မှုလုံသင့်တာကိုလှုပ်ဆောင်မှုဆုံးမဖះလောက်ကဒါတွေမဲ့ပြီးသွားပြီမြတ်စွာဘုရားလမ်းညွှန်တဲ့အတိုင်းမလှုပ်သင့်တာရှောင်ဖို့နဲ့လှုပ်သင့်တာလှုပ်ဖို့ဆိုတာဘုသူတောင်းဖြစ်သွားတော့ဘုဒ္ဓအောင်ဖြစ်တယ်ဆရာဝန်စီသွားပြီးတော့တမတော်ကြီးစီသွားပြီးတော့ယောဂဝေဒနာကုစားတဲ့အခါမှာလည်းဒီတိုင်းပဲလူတွေကပြောကြတယ်ဆရာဝန်ကဆေးကုပေးတယ်ဆရာဝန်ကုလို့ပျောက်တယ်လို့ပြောကြတာတကယ်ဆရာဝန်ကုလို့ပျောက်တာလားဆရာဝန်ကတကယ်ကုတာလားလို့မေးချင်ဆရာဝန်ကဘာယောဂဘာကြောင့်ဖြစ်တယ်ဘာဆေးစားရမယ်လို့ဆေးပဲပေးတာပဲမဟုတ်လား